ကြောင်းကိုလည်းပြောကြားလိုပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ဒီစစ်အစိုးရအားတောက်လျှောက်ကျွန်တော်အာဏာယူတဲ့အချိန်ကစပြီးကျွန်တော်တို့တိုင်းရင်းသားပြည်သူလူထုအားလုံးကိုရင်းဆဲတပ်ဖြတ်ဒီအဖြစ်တန်းကြီးမောင်းထုတ်နေတာပါဗျ။ဒါကြောင့်လည်းကျွန်တော်တို့ဒီနေရာကိုကြည့်နေတယ်ကျွန်တော်နိုင်ငံကြီးရောက်နေတယ်ဆိုတော့အားလုံးအသိပါပဲ။ဆက်လက်ပြီးတော့လည်းကျွန်တော်တို့ဒီကပ်ဖို့တော့ဆောင်းရှင်တို့ဆိုတာလည်းကျွန်တော်တို့တိုင်းပြည်တက်ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူးဒီအားတွေလည်းကျွန်တော်တို့မရှိသင့်ပါဘူးဒီကနေ့ကြိုက်ဒီဆိုရလည်းမရှိသင့်ပါဘူးဒါပေမဲ့ရှိဖို့ဆိုတာကျွန်တော်တို့ခုနကကျွန်တော်တောင်းပြီးပြောလို့ကျွန်တော်သိဆုံးဆွေးနွေးဖို့ကအရေးကြီးပါတယ်သိဆုံးဆွေးနွေးပြီးအဖြေရှာနိုင်မှကျွန်တော်တို့တိုင်းပြည်ဟာကောင်းပါပါတိုင်းသားကောင်းဆောင်တဲ့မှန်တယ်လည်းကျွန်တော်တို့လုပ်ပါတယ်ဒီကိုယ်စားလှယ်တွေနဲ့ကျွန်တော်တို့သက်ဆိုင်တဲ့လူတွေအားလုံးသိဆုံးဆွေးနွေးပြီးမှကျွန်တော်တို့တိုင်းပြည်အတွက်ဒီရေးအတွက်ကျွန်တော်တို့ကောင်းအောင်လှုပ်ဆောင်နိုင်ပါပါဒါကြောင့်မို့လဲကျွန်တော်တို့ဒီမိဘရောက်ရှိတဲ့လူတွေအားလုံးလည်းဒီကိစ္စအတွက်ကျွန်တော်တို့အားလုံးဝိုင်းဝန်းပြီးတော့ဆောင်ရွက်သွားဖို့ရည်ကြီးပါတယ်ကျွန်တော်တို့လက်ရှိစစ်အစိုးရဟာတိုင်းတစ်ပါးကိုသူအားမကိုဘူးလို့ပြောပေမဲ့လည်းတရုတ်တို့ရုရှားတို့အထူးသဖြင့်ကျွန်တော်အားလုံးသိတဲ့ဒီမြောက်ကိုရီးယားတွေကိုအားကိုးပြီးတော့ကျွန်တော်တို့တူးနေတယ်ဆိုတာအားလုံးသိပါတယ်ဒီကိစ္စဟာရုံသွားပါတယ်ကျွန်တော်တို့ဝင်းရင်းကြီးကိစ္စနဲ့ gas တော့ပုံများစွာရရှိပါတယ်ဒါပေမဲ့သူက6ချက်လုံးနဲ့ပဲပြပြီးညနေလုံးနဲ့အကုန်လုံးသူလည်းသုံးစားလုပ်နေတယ်ဆိုတာလည်းဒါကျွန်တော်အားလုံးသိရှိနိုင်ပါတယ်အားလုံးပြရှင်းဖို့အတွက်ကျွန်တော်တို့ခြေကုန်းတိုင်းချင်းချစာတန်းလို့ကျွန်တော်တိုင်းရင်းသားတွေရောင်တပင်းတော့16ချက်ပါတဲ့အချက်တွေနဲ့တောင်းဆိုထားပါတယ်ဒီလိုအချက်မျိုးတွေသူစီးပြီးမှသိဆုံးဆွေးနွေးရေးကိုကျွန်တော်တို့အလေးထားကောင်းတဲ့ပါမှုတိုင်းတွေပြောပါတယ်အားလုံးသိရှိပါတယ်